ဘာပစ္စည်းသစ်လေးတွေရောက်လဲညီမလေးဒီမှာကျက်ဘယ်မှာမှရှာလို့မရတဲ့တီရှပ်ဝမ်းဆက်တွေအမစီမှာအမရှာပပရှာပြီးတော့ဝယ်ထားပါတယ်ညီမလေးမကြီးဒါလေးဆိုလို့ရှိရင်စိုက်ကတော့ကွာသူကတော့40-42သမားဖြစ်မယ်ဒီမှာကြည့်အရန်လှတယ်နော်ဒီမှာကြည့်ဒီလိုမျိုးတီရှပ်ဝမ်းဆက်လေးတွေကွာဈေးလက်ကနန်လေးနဲ့ရမယ်နော်ဒါလေးတွေဆိုရင်တစ်စုံကို4000ကျော်လေးနဲ့ပဲရမှာကွာတနန်လေးနဲ့နော်ဒီလိုမျိုးဝမ်းဆက်ကလေးတွေအယောင်လေးတွေကကြတော့ဒီမှာဝါနီမျိုးအသားရင်အပြာအနက်ကလေးပါနောက်ထပ်ဒီဇိုင်းလေးပြမယ်နော်ဒီမှာဒါလေးကနောက်ဒီဇိုင်းတစ်ခုညီမလေးဒီမှာကြည့်နော်အရန်လဲအသားလေးလည်းကောင်းတယ်ဝေးရတာလဲအရန်စိတ်ပြင်းတယ်ကွာသူကဘောင်းမီနဲ့အင်ကြီးကိုရှာနေစရာမလိုပဲနဲ့တစ်ခုတည်းနဲ့ကိုပြည့်စုံတယ်ဈေးတန်တယ်လို့ခေါ်တာပေါ့နော်ဘာလို့ဆိုတော့တစုံမှ4000ကျော်ဆိုရင်ကွာဘယ်နေရာမှာလိုက်ရှာနေစရာမလိုတော့ဘူးဒီလိုမျိုးတစုံဝတ်လိုက်တာနဲ့ပြည့်စုံတဲ့အလှတရားတစ်ခုရသွားပြီပေါ့ပါလေးလည်းဖြစ်မယ်ဒီမှာအယောင်လေးကကျတော့အဝါလေးရှိမယ်အပြာကွက်ကလေးရှိမယ်နောက်ဒီဇိုင်းတစ်ခုပြအောင်မယ်နော်ညီမဒါလေးကကျတော့နောက်ဒီဇိုင်းတစ်မျိုးညီမလေးဒါလေးလည်းလေရမ်းမိုက်တာသိလားတကယ်အမအရန်ကြိုက်တာဒါလေးတွေဆိုအမကြတော့လေအဲ့လိုမျိုးပေါ့နော်တစ်ခုလိုက်ရှာနေရမှာဆိုရင်အမတို့တိတ်မကြိုက်တော့ဘူးတစ်ခုတနေရာထဲမှာဒါတစ်ခုဝေးလိုက်လို့ပြည့်စုံသွားပြီဘဲမှလည်းမရှာတော့ဒါအမတို့ရဲ့အသက်ကြီးတဲ့လူတွေရဲ့အတွေ့ပေါ့နော်တနေရာထဲမှာတစ်ခုတည်းဝေးလိုက်လို့ပြီးသွားတဲ့ဟာမျိုးဆိုရင်အမတို့ကြိုက်တယ်ဒီလိုမျိုးလေးတွေပေါ့နော်လှမလှဒါမျိုးလေးတွေကိုဒီမှာအယောင်လေးကကြတော့အပြာလေးရှိတယ်အနက်ကလေးရှိတယ်အပြာနုလေးရှိတယ်ဒါလေးဆိုလေရှားညိုလေးနဲ့ကုတ်ထားတာကွာအရန်မိုက်နော်နောက်တစ်ခုကဒီမှာဒါလေးကပန်းရောင်လေးဒီမှာဒါလေးကကျတော့နောက်ထပ်ဒီဇိုင်းလေးဒါကတော့တစ်ထည်ပဲကျန်တော့တာမြန်လေးတော့ယူမရမယ်နော်ဒါလေးအမတို့တကယ်ကိုဝယ်လို့တုံလဲဝယ်လို့မရပါဘူးအမဆိုတော်တော်လေးကိုရှာကြံပြီးတော့ဝယ်ထားတာပါရှင့်နောက်တစ်ခုပြမယ်ဒါလေးကကျတော့နောက်ထပ်ဒီဇိုင်းတစ်မျိုးဒါကတော့ကွာအမတို့လိုပေါ့ပါဝတ်ချင်တဲ့လူအတိုလေးတွေကိုစမတ်ကြလေးနဲ့ဘောင်းမီတိုဝမ်းဆက်ကလေးပေါ့နော်ဒါလေးဆို site ကတော့သူကတော့44သမားလောက်ထိကိုရမယ်အရင်မိုက်တယ်နော်ဒီအသားကလည်းလေအသားလေးလည်းရမ်းကောင်းဈေးလေးလည်းရမ်းတန်မယ်နော်ဒါမျိုးလေးလည်းရတယ်ဒါလေးကတော့တစုံကိုသူလည်းပဲ4000ကျော်လေးပဲနော်4000ကျော်လေးနဲ့တန်လေးနဲ့ဝတ်မယ်ဒီမှာအယောင်လေးတွေကဒီမှာအသားရောင်ဒါလေးဆိုရင်တော့ရေနံရောင်ပေါ့နော်ဒီမှာပန်းရောင်ခဲရောင်အဖြူရောင်နောက်တစ်ခုကတော့ဒါလေးကတို့ကိုပြောမယ်နုနှစ်ရောင်လေးပေါ့နော်အဲ့လိုရောင်လေးပါဒီမှာနောက်ထပ်တစ်ခုပြရမယ်ရှင့်ဒါလေးကနောက်တစ်မျိုးဒီမျိုးမရနော်ဒီမှာဒါလေးကလည်းအတူလေးပဲညီမလေးတို့အញ្ញံလေးတို့ယူမရမယ်နော်ဒါလေးတွေအမတို့ရောက်တာနဲ့ကုန်ရောက်တာနဲ့ကုန်မဲ့အဲ့ဒါမရရအောင်လေးတွေဒါလေးတွေကိုလိုက်ရှာပြီးတော့ဝယ်ပေးထားပါတယ်ဒီမှာကြည့်နော်ဒါလေးတွေမိုက်တယ်လေဘေးပီလေးနဲ့ဆိုအမတို့လိုညနာပြဲတဲ့လူကြီးရလေဒီပီလေးဝတ်လိုက်တဲ့ခါကျရင်တွေ့ရသွားပြီလေပေါ့နော်အဲ့လိုမျိုးလေးကဲဘိုးဆန်ဆန်လေးဝတ်ချင်လုံးဝနုပတ်အဲ့နေလို့ရှိရင်ဒါလေးယူအမဘိုးဆန်ဆန်လေးဝတ်ချင်ဖြူလေးယူအသားရင်လေးယူကဲဒါလေးကနောက်ဒီဇိုင်း